ENET 400တောက်လို့ရှိရင်ကိုဝင်ရောက်ဖို့အဆင်ပြေလားဆိုတာမေးထားလို့လေဒီ ENET ကဟိုပေါ့ vitamin E supplement ပေါ့နော်ဖြည့်ဆွဲအားဆေးပေါ့အဲ့တော့ vitamin E ကဒီလိုတယ်ဆိုလို့ရှိရင်တော့ဆရာဝန်တွေဒါမှမဟုတ်ရင်ဒီကျမတို့လိုဒီ dietitian ကနေပြီးတော့ကိုဝင်ဆောင်ဖို့ပြင်ဆင်တဲ့အမျိုးသမီးvitamin E လို့တောက်ဆိုလို့ရှိရင်တော့တောက်ဖို့တင့်တော်တာပေါ့နော်ဒါပေမဲ့ဒီတိုင်းကြီးလူတိုင်းအတွက် vitamin E တောက်လို့ကလေးကိုဝင်ရောက်ဖို့ပြင်ဆင်တဲ့ဟာကို vitamin E တောက်ဖို့လိုတယ်ဆိုတာတော့မရှိဘူးပေါ့နော်အထောက်ထားကလည်း vitamin E တောက်လိုက်လို့သိရမလားဒီဟာကြီးပြည့်စုံသွားတယ်ဆိုတာမျိုးမရှိဘူးပေါ့နော်အဲ့တော့ကိုနဲ့အဓိကကတော့ဒီကလေးယူဖို့ပြင်ဆင်တဲ့အချိန်မှာအစားအသောက်ကျွန်မအများကြီးပြောတဲ့အစားအသောက်အနေအထိုင်နောက်ပြီးတော့ကိုဒီဆေးတွေဆိုလို့ရှိရင်လည်းကိုဆေးတွေပါဆေးစစ်စရာတွေရှိရတယ်စစ်နောက်တော့ကိုနဲ့ဘာဒီ supplement ပေါ့နော်ဖြည့်ဆွဲအားဆေးဆိုလဲကိုကဘာလိုနေလဲလိုနေတာကိုလိုတဲ့ဟာကိုတောက်ဖို့အရေးကြီးတာပါအဲ့တော့ဒီvitamin E ကိုလူတိုင်းတည်းမှာတောက်ပြီးတော့ကိုဝင်ရဖို့ပြင်ဆင်နေဆိုတာတော့ကျမအနေနဲ့ပေါ့နော်ကျမရဲ့ professional opinion အရဆိုလို့ရှိရင်တော့no ပါvitamin E တောက်ဖို့ကလိုတယ်ဆိုရင်တော့တောက်ပါvitamin E တောက်ရင်ပြည့်စုံနေတော့ကိုဝင်ဆောင်ဖို့ပြင်ဆင်တဲ့အချိန်မှာပြည့်စုံနေတာမဟုတ်ဘူးပေါ့နော်ကျွန်မဝေဆန်းတီပါဩစတြေးလျကအာဟာရပညာရှင်တူဖြစ်ပါတယ်အမျိုးသမီးတွေကိုဝင်ဆောင်တဲ့အချိန်မှာအစားအသောက်အနေထိုင်နဲ့ဘယ်လိုပြင်ဆင်ရမလဲဆိုတာညွှန်ကြားပေးရသူဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် see you next time